2026 ခုနှစ်အတွင်းမန္တလေးမြစ်ကြီးနားလမ်းတစ်လျှောက်ပေးဆောင်ရတဲ့ဂိတ်တွေနဲ့ငွေစည်းရင်းတွေထွက်လာနေပြီး12ဘင်းရင်တစ်စီးကိုကျပ်သိန်း160ကျော်ပေးရပါတယ်။စကိုင်းဖောက်စစ်နေရမှာကျပ်1000ကတလူကတ်သားမှာကျပ်39000အုံတော်တက်မှာကျပ်3သိန်းခွဲညောင်ပင်ဝင်းအဝင်ကျပ်2သိန်းရဲစခန်းကျပ်9000ညောင်ပင်ဝင်းအထွက်ကျပ်2သိန်းခွဲပျော့ရွာကျပ်2သိန်းခွဲထီဆောင်စစ်တပ်ကျပ်4သိန်းခွဲမြင့်မှုစစ်တပ်အဝင်ကျပ်2000ခွဲမြင့်မှုအထွက်စစ်တပ်ကျပ်2သိန်းခွဲဝမ်းပြေစစ်တပ်အဝင်အထွက်ကျပ်3သိန်းခွဲအလာကပရွာလမ်းခွဲစစ်တပ်ကျပ်3သိန်းခွဲစစ်ကြောရေးကွေကျပ်3သိန်းခွဲအရာတော်အဝင်စစ်တပ်ကျပ်4သိန်းအရာတော်စစ်တပ်ရဲကျပ်2သိန်းခွဲရွာသားကြီးလမ်းဆောင်စစ်တပ်ကျပ်6သိန်းကိုးပင်ဂိတ်ကျပ်6သိန်းကြီးကျင့်ဂိတ်2000ကျပ်ဘူကုန်းဂိတ်ကျပ်2သိန်းစီကျွန်းဂိတ်2သိန်းရမန်ဂိတ်3သိန်းစိုက်ပျိုးရေးဂိတ်3သိန်းဝေကြီးကျပ်2သိန်းမြပြောတိုင်ဂိတ်ကျပ်2သိန်းခွဲကုန်ကြပြီးစုစုပေါင်းကျပ်58သိန်းကုန်ကြပါတယ်စပယ်နတ်တာဂိတ်အဝင်ကျပ်3သိန်းခွဲအထွက်ကျပ်3သိန်းဇင်းဂိတ်ကျပ်2000နန်းစည်းအောင်ဂိတ်ကျပ်25သိန်းမော်ဟန်ကတာကျပ်3သိန်းမော်ဟန်ရဲကျပ်3သိန်းခွဲမော်ဟန်စစ်တပ်ကျပ်3သိန်းခွဲတာယာကုန်းစစ်တပ်ရဲကျပ်4သိန်းခွဲမိုးညင်းကောက်ကွင်းစစ်တပ်ကျပ်9000မိုးညင်းစစ်တပ်အပြင်ကျပ်9000မိုးညင်းမြို့တွင်အဖွဲ့စုံကျပ်9သိန်းခွဲအင်းလေးအသက်ကျပ်9000ဟိုပင်ရဲအသက်ကျပ်9000ခွဲဟိုပင်ဘိန်းခွန်ကျပ်9000ဟိုပင်ကတားရဲကျပ်4သိန်းခွဲကြာကြီးကွင်းစစ်တပ်ကျပ်9000ပွင့်ဖြူစစ်တပ်ကျပ်9000ပင်ဘောစစ်တပ်ကျပ်3သိန်းခွဲပင်ဘောကျပ်3000တောင်နီစစ်တပ်ကျပ်3သိန်း8000မောင်းတန်ဂိတ်စစ်တပ်ကျပ်3000ကညင်မြိုင်စစ်တပ်ကျပ်4သိန်း1000ကဝါရန်စစ်တပ်ရှမ်းနီကျပ်3သိန်း8000မယန်းကထောင်စစ်တပ်ကျပ်6သိန်းခွဲမယန်းကထောင်ရဲကျပ်3သိန်းခွဲနမတီစစ်တပ်ကျပ်2သိန်းခွဲနမတီရဲရင်ထိန်ကျပ်2သိန်း8000နမတီတောင်ပေါ်စစ်တပ်ကျပ်3သိန်းခွဲ20မိုင်စုပေါင်းဂိတ်ကျပ်9သိန်းခွဲအကျဲရွာကတာကျပ်16500ရှရောင်းစစ်တပ်တရားကျပ်4သိန်းခွဲမြစ်ကြီးနားရင်ထိန်ကျပ်3000ပေးရတာကြောင့်ကုန်ကြငွေကကျပ်104သိန်း9300ပေးရတယ်လို့စည်ရင်းတွေအရသိရပါတယ်ဆိုတော့မန္တလေးမြို့ကနေမြစ်ကြီးနားမြို့ထိကုန်တင်ရင်တစည်းရဲ့လမ်းကြေးကုန်ကြငွေစုစုပေါင်းဟာကျပ်162သိန်း9300အထိကုန်ကြနေပြီးတန်မှန်စားတော့ကုန်လူသုံးကုန်တည်ရင်ပေးရတဲ့လမ်းကြေးပါရွှေမျောလုပ်ငန်းသုံးတွေတည်ယူရင်ကျပ်သိန်း200ခန့်ကုန်ကျနေပြီး73စီတည်ယူရင်ကျပ်သိန်း300အထိကုန်ကျနေတာကြောင့်မြစ်ကြီးနားကုန်စည်နှုန်းဟာ3ဆမကမြင့်တက်နေရတာဖြစ်ပါတယ်2026ခုနှစ်နှစ်စပိုင်းကမန္တလေးမြစ်ကြီးနားသွားရင်ပေးရတဲ့ကုန်ကျစရိတ်ဖြစ်ပြီးလက်ရှိကာလမှာပိုပြီးကုန်ကျနေတာရှိနေတယ်လို့ဖော်ပြထားတဲ့ဇင်းတွေဟာစစ်တပ်နဲ့ရဲတို့ကိုပေးရတဲ့ငွေကြေးတွေပါအဆိုပါလမ်းကြောင်းဟာနေ့စဉ်ကားစည်းရေရချီရှိနေတာကြောင့်တရက်ကိုလမ်းကြေး3000ကျော်စစ်တပ်နဲ့ရဲအဖွဲ့တွေရရှိနေကြတာဖြစ်ပြီးအားလုံးဟာနိုင်ငံဗန္ဒာထဲစီးဝင်နေတာမျိုးမရှိပါဘူး